line ဖွင့်ထားတဲ့ဖုန်းနံပါတ်မရှိရင်တော့အကောင့်ပြန်ပြီးသုံးလို့ရအောင်လုပ်ထားတဲ့နည်းထိုင်းနိုင်ငံမှာနေတဲ့လူအများစုက line application ကိုအသုံးပြုကြပါတယ်ကိုဖွင့်ထားတဲ့ line စိမ်းအကောင့်ရဲ့ဖုန်းနံပါတ်ကအကြောင်းမျိုးမျိုးကြောင့်ဖုန်းနံပါတ်မရှိတော့ရင်တော့ပြန်သုံးလို့ရအောင်ပြန်ဝင်ပြီးတော့သုံးလို့ရအောင်ကိုယ့်ရဲ့ line စိမ်းကိုပြန်ပြီးတော့ဝင်သုံးလို့ရအောင် Gmail ချိတ်ထားတဲ့နည်းလေးကိုမျှဝေပေးပါမယ်Gmail ချိတ်ထားမယ်ဆိုရင်ခုနကကျွန်တော်ပြောသလိုမျိုးပေါ့နော် line စိမ်းဖွင့်ထားတဲ့ဖုန်းနံပါတ်မရှိတော့တာတွေဖုန်းနံပါတ်မရှိတော့တာတွေဖုန်းနံပါတ်ပျောက်သွားတာတွေပေါ့နော်ဖုန်းနံပါတ်မမှတ်မိတော့တာတွေတော့မှကျွန်တော်တို့ Gmail နဲ့ချိတ်ထားမယ်ဆိုရင်ပြန်လည်ပြီးတော့ကျွန်တော်တို့တွေပြန်လည်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ line application တွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါမယ် line application တွေကိုတစ်ချက်ဝင်လာပြီဆိုရင်ဒီအောက်ဆုံးမှာအိမ်ပုံစံလေးနဲ့ home ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါ home ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပါပြီးသွားရင်ဒီအပေါ်မှာပေါ့နော် setting လေးရှိတယ်အဲ့ဒီ setting လေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်ပါ setting လေးတစ်ချက်နှိပ်ပြီးပြီဆိုရင်ဒီမှာပေါ့နော်အကောက်ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါအကောက်ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့တွေက Gmail ပေါ့နော် Gmail နဲ့ချိတ်ထားလို့ရတယ်၃မျိုးချိတ်ထားလို့ရတယ်ပေါ့နော်နီလန်3နဲ့ချိတ်လို့ရတယ်ဒါကြောင့်တော့ Apple ID နဲ့ချိတ်လို့ရတယ်ဒါကြောင့်တော့ device နဲ့စနစ်ချိတ်လို့ရတယ်ဒီကောင်ကြတော့ Gmail နဲ့ချိတ်တာပေါ့နော်၃ခုနဲ့ကျွန်တော်တို့ချိတ်ထားလို့ရတယ်အဲ့ဒီမှာကျွန်တော်တို့က Gmail နဲ့ချိတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ Gmail ကိုပဲကျွန်တော်တို့ဒီတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာ Google ပေါ့နော် Google ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်အဲ့ဒီမှာပေါ့နော်ကိုကြိုက်နှစ်သက်တဲ့နော်ကိုကြိုက်နှစ်သက်တဲ့ Gmail ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါပြီးသွားရင်ကျွန်တော်တို့ဒီမှာအပြာရောင်လေးကိုကျွန်တော်တစ်ချက်ထည့်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်တို့တွေက Gmail အကောင့်ကိုကျွန်တော်တို့ဖုန်းထဲချိန်ပြီးသွားပြီဖြစ်ပါတယ်နော်ဒီမှာညီကောင်မလေးကြည့်မယ်နော်ဒီပေါ်မှာဆိုတော့ LINE Inke link web တူပေါ်တယ်နော်ဒီမှာကျတော့ link လို့တူပေါ်သွားပြီနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ line ကဒီ Gmail အကောင့်နဲ့ကျွန်တော်တို့တွေချက်ပြီးသွားပြီဖြစ်တယ်နော် Okay တခါတည်းပေါ့နော်ကျွန်တော်တို့တွေဖုန်းနံပါတ်မရှိတဲ့ခါကျရင်ကျွန်တော်တို့ Gmail နဲ့ပြန်ဝင်တဲ့နည်းကိုလည်းကျွန်တော်တခါတည်းပြောပြပေးသွားမယ်နော် Okay အခုကျွန်တော်ကပေါ့နော် line ကိုကျွန်တော်အသစ်ပြန်ပြီးတော့ဝင်ပြမှာဖြစ်ပါတယ်နော် Okay line ကိုကျွန်တော်ဖြတ်ထုတ်ပြီးတော့ပြန်တောင်းလိုက်တယ်ပေါ့နော်ဖြတ်ထုတ်ပြီးပြန်တောင်းပြပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ပေါ်လာတယ်ကျွန်တော်တို့ကဖုန်းနံပါတ်မမှတ်မိတော့ဘူးစောနာကကျွန်တော်တို့ချိန်ထားတဲ့ Gmail နဲ့ပဲကျွန်တော်ပြန်ဝင်ပြမယ်နော်ကျွန်တော်တို့ဒီအောက်ကဒီမှာပေါ့နော်လို့အင်္ဂလိပ်ကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးသွားရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ Okay ကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးသွားရင်ကျွန်တော်အောက်ဆုံးကနော် login ဆိုတဲ့နေရာလေးပဲကျွန်တော်တို့တစ်ချက်နှိပ်မယ်အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော်အောက်ဆုံးမှာ contact Google ဆိုတဲ့နေရာလေးကျွန်တော်တို့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးဆိုရင်ဒီမှာကျွန်တော်တို့အသက်က17နှစ်ဖြစ်ကြအောင်ကျွန်တော်ဒီမှာအမှန်ကြီးချက်လိုက်မယ်ပြီးသွားပြီဆိုရင်အောက်မှာဒီနေရာလေးကိုပဲကျွန်တော်တစ်ချက်ထပ်ပြီးတော့ပြန်နှိပ်လိုက်ပါပြီးသွားရင်အခုလိုမျိုး Google အကောင့်ကပေါ်လာပြီเนาะပေါ်လာတဲ့ခါကျရင်ခုနကတော့မိတ်ဆွေလို့ချိန်ထားတယ်ပေါ့နော် Gmail အကောင့်ကိုကျွန်တော်တို့ပြန်ပြီးတော့ရွေးချယ်ပြီးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့အကောင့်ကပြန်ပေါ်လာပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပဲနှိပ်မယ်เนาะဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့skip ပဲနှိပ်မယ်ပြီးရင် skip ပဲနှိပ်မယ် content ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ခဏလေးစောက်ပါ Okay ပြီးရင်အောက်မှာကျွန်တော်တို့နှိပ်လိုက်မယ်ပြီးရင် allow ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ line အကောင့်ကပြန်ဝင်လို့ရတာဖြစ်သွားပါပြီเนาะအားလုံးပဲအဆင်ပြေကြပါစေเนาะ